နောက်ဆုံးမေးခွန်းပေါ့နော်ရဲဝင်းသူမြန်မာပြည်ကိုလွမ်းလားရှင် ပြတ်ဆက်လိုက်တာဒီမိကုန်းကြီးကကျွန်တော်တိုင်းပြည်ရမ်းလာတယ်အဲ့တိုင်းပြည်ကိုပြင်မှာပြီးအဲ့တိုင်းပြည်ကိုထိုရီဇမ်နဲ့ကျွန်တော်ထိုရီဇမ်နဲ့ကောင်းစားသိချင်တယ်ဗျာရိုးသားပြောတာထိုရီဇမ်နဲ့ကောင်းစားသိချင်တယ်ဒီတိုင်းပြည်ရမ်းလာတယ်ကျွန်တော်တိုင်းပြည်ရမ်းလာတယ်ကျွန်တော်ရောက်ဖူးသမျှတိုင်းပြည်မှာကျွန်တော်တိုင်းပြည်တော့လာတယ်တိုင်းပြည်တိုင်းပြည်မှာမရှိဒါကိုအောင်ကိုပြောချင်တယ်ကျွန်တော်ခံစားချက်နဲ့ကျွန်တော်ရှိတယ်ကျွန်တော်တိုင်းပြည်ရမ်းလာတယ်ထိုရီဇမ်နဲ့ရှာတာခင်ဗျားတို့စစ်ပွဲတွေကြီးရထိုရီဇမ်နဲ့ရှာတိုင်းပြည်ကတည်းကအသေးရတကယ်ဖြစ်တာကျွန်တော်အစီအစဉ်တွေကျွန်တော်နှလုံးသားနဲ့နေသက်တယ်။အုံနောက်နဲ့မဟုတ် skill တွေလည်းမဟုတ်နှလုံးသားကြီးနဲ့ခင်ဗျားတို့စကားပြောနေဒီအင်တာဗျူးကျွန်တော်နှလုံးသားနဲ့ဖြေတယ်။ကျွန်တော်အတန်မှာနှလုံးသားကလာမှခင်ဗျားတို့အဲ့ဒါလူသဘောတဘာဝနှလုံးသားကလာတဲ့အတန်တွေကလိမ့်လို့မရအောင်ကျွန်တော်နှလုံးသားကနေ journalism တခုတည်းမဟုတ်ဘူး artist skill တွေကတုံးပြီးတော့ခင်ဗျားတို့ကိုဒီနေ့နှစ် show တင်ဆက်နေပြီဖြစ်တယ်။အဲ့တော့မြန်မာပြည်ကိုဒီနေ့ပြန်လာမယ်ကျွန်တော်လုပ်ပြီးကျွန်တော်လွတ်လွတ်လပ်လပ်